အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျမတို့ကဘာကြီးရဲ့အစုပ်ကြီးလို့သတ်မှတ်ခေါ်ဆိုကြတဲ့ကဘာပေါ်မှာကြီးဆုံးပူပိုင်းမိုးတစ်တော်ကြီးအမေဆုံးမိုးတစ်တော်ကြောင့်ကိုတင်ဆက်ပြသပေးခြင်းပါတယ်ရှင်အမေဆုံးမိုးတစ်တော်ဟာတောင်အမေရိကတိုင်းမှာတည်ရှိပြီးနိုင်ငံများစုကိုဖျက်ကျော်တည်ရှိပါတယ်အဓိကအားဖြင့်တော့ဘရာဇီးနိုင်ငံထဲမှာအများဆုံးဖြန့်ကျက်ထားပါတယ်ဒါအပြင်လည်းပီရူးကိုလံဘီယာဗင်နီဇွဲလားစတဲ့နိုင်ငံတွေမှာလည်းပါဝင်လို့နေပါတယ်ဒီတစ်တော်ဟာ US အရာအလွန်ကြီးမားလွန်ပြီးကမ္ဘာတစ်တော်စုစုပေါင်းရဲ့အလွန်ကြီးမားတဲ့ဆွေပိုင်းတစ်ခုကိုဖုံးလွှမ်းထားပါတယ်အမေဆုံးတစ်တော်ထဲမှာရှိတဲ့တစ်ပင်များဟာတစ်ပင်တို့ရဲ့လုံထုံးလုံနည်းတိုင်းကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူကလူသားတွေတည်းမဖြစ်မနေလိုအပ်တဲ့အောက်ဆီဂျင်ကိုထုတ်လုပ်ပေးပါတယ်ဒီလုပ်ငန်းစဉ်ကကမ္ဘာသေးတွေကိုတန်ရှင်းအောင်ထိထားပေးပြီးတက်ရှိရေးတက်ရှိမှုလိုအပ်တဲ့လေကိုအဓိကထောက်ပံ့ပေးတဲ့နေရာကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင်အမေဆုံးမိုးတစ်တော်ဟာကမ္ဘာကာဗွန်စဝန်းထဲမှာလည်းအလွန်ရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တည်ရှိလို့နေပါတယ်။ဒီထဲကကာဗွန်ဒိုင်အောက်ဆိုက်တွေကိုစုပ်ယူထားပြီးတစ်ပင်တွေမြေကြီးလာတွေထဲမှာသို့လောင်ထားနိုင်တာကြောင့်ကမ္ဘာပူချိန်တချင်းကိုလည်းဆော့ချပေးပါတယ်။စားတဲ့ຢာတွေကြောင့်ပဲကမ္ဘာကြီးတစ်ခုလုံးရဲ့လေထုရည်သွေးနဲ့ရာသီဥတုကိုထိန်းသိမ်းပေးနေတဲ့အဆုံနဲ့နှိုင်းယှဉ်ပြီးခေါ်ဆိုနေကြတာဖြစ်ပါတယ်။ဒီတစ်တော်ဟာကမ္ဘာပေါ်ကသဘာဝဇီဝမျိုးစုံမျိုးကွဲများအများဆုံးတည်ရှိရာနေရာတစ်ခုလေးဖြစ်ပါတယ်။တစ်တော်အတွင်းမှာတော့ထူးဆန်းတဲ့သတ္တဝါပေါင်းများစွာကိုတွေ့ရှိနိုင်ပြီးကမ္ဘာပေါ်ကသိပ္ပံပညာရှင်များကယခုချိန်ထိလေ့လာရှာဖွေနေကြဆဲဖြစ်ပါတယ်။အမေဆုံးတော်လို့ဆိုလိုက်တာနဲ့အမေဆုံးမြစ်ကိုလည်းချန်ထားခဲ့လို့မရပါဘူး။ဒီနှစ်ခုဟာကျွန်ုပ်တို့ခန္ဓာကိုယ်ထဲကအဆုံနဲ့သွေးကြောများလိုပဲတစ်ခုနဲ့တစ်ခုအမိသေးပြုနေကြပါတယ်။အမေဆုံးမြစ်ဟာအရှည်အားဖြင့်ခန့်မှန်းခြေ6400မှ9000ကီလိုမီတာဝန်းကျင်ရှိပြီးကမ္ဘာပေါ်မှာရေထုစီးဆင်းမှုများဆုံးမြစ်တစ်ခုဖြစ်ပါတယ်။အမေဆုံးမြစ်ဟာပီရူးနိုင်ငံမှာရှိတဲ့အန်တီတောင်တန်းကနေစတင်ကဘရာဇီးနိုင်ငံကိုဖြတ်တန်းပြီးအက်တလိုက်တိတ်သမုဒ္ဒရာတွေကိုစီးဝင်ပါတယ်။မြစ်ဝှမ်းဧရိယာနေဖြင့်တော့ကမ္ဘာပေါ်မှာအကြီးဆုံးမြစ်ဝှမ်းကြီးပဲဖြစ်ပါတယ်။ကမ္ဘာမြစ်ရေအားလုံးရင်ပင်လယ်ထဲသို့စီးဝင်တဲ့ရေထုအနံ့အချိုးကြီးမားစာကိုအမေဆုံးမြစ်ကပံ့ပိုးပေးနေပါတယ်။မြစ်အတွင်းမှာတော့9မျိုးစိတ်ထောက်ပေါင်းများစွာတည်ရှိလို့နေပါတယ်။နာမည်ကျော်ပန်းရောင်မြင့်လင်းပိုင်နဲ့ပါရာဟာရုကိုလည်းတွေ့ရှိနိုင်ပါတယ်။မိုးရာသီမှာတော့မြစ်ရေမြင့်တက်မှုကြောင့်တောအုပ်များကိုရေများပြားဖုံးလွှမ်းလေရှိပါတယ်။အမေဆုံးမြစ်ရဲ့မြစ်ဝဟာဆိုရင်ဖြင့်အလွန်ကျယ်ဝန်းတာကြောင့်ပင်လယ်ထဲသို့စီးဝင်တဲ့ရေချိုများကိုကမ်းခြေမှကီလိုမီတာရာပေါင်းများစွာကလေးကတွေ့ရှိနိုင်ပါတယ်။မေဆုံမိုးတင်တော်ကကမ္ဘာအကြီးဆုံးမိုးတင်တော်ကြီးဖြစ်ပြီးရာသီဥတုထိန်းသိမ်းခြင်းကာဗွန်စုပ်ယူခြင်းစီးပွားမျိုးစုံမျိုးကွဲများကိုထိန်းသိမ်းပေးခြင်းနဲ့ဒေသခံတိုင်းရင်းသားတွေရဲ့ဘဝအတွက်ရေးပါတဲ့သဘာဝအမွေအနှစ်တစ်ခုဖြစ်ပါတယ်။နှုတ်တို့လူသားများအတွက်မဖြစ်မနေလိုအပ်တဲ့အောက်ဆီဂျင်ကိုလည်းထုတ်လုပ်ပေးနေတဲ့စုံကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းယခုချိန်မှာတော့လူသားတွေရဲ့ပြုမှုတွေကြောင့်ရာသီဥတုပြောင်းလဲမှုတွေလည်းခံနေရပြီးကာဝယ်ထိန်းသိမ်းရန်ထိုးလိုအပ်နေတဲ့နေရာတစ်နေရာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ကျမတို့ presentation လေးကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါရစေရှင်။ဆုံးတီကြည့်စုအားပေးခဲ့ကြတဲ့ဒုတိယရှင်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။